များသောအားဖြင့်ကြီးမားတဲ့ကြောင်မျိုးစုံဟာလယ်ပင်ကိုညှစ်ဖမ်းတတ်ပေမဲ့ဂျက်ကားကတော့လုံးဝမတူဘူးဒီကြီးကကဘာပေါ်မှာအားအကြီးဆုံးမေးတံတစ်ခုနဲ့ဦးနောက်ထဲကိုတိုက်ရိုက်ဖောက်ဝင်ပြီးကိုက်ချလိုက်တာသေဆုံးချိန်ကချက်ချင်းပဲဒါကြောင့်လေဒီဒေသမှာဂျက်ကားတွေဟာနေကင်းဘက်မှာပို့အသက်ဝင်နေရချင်းဖြစ်နိုင်နေသူတို့ရဲ့အဓိကသားကောင်ဖြစ်တဲ့ကေမိုင်ငပိတွေကညဘက်ဆိုရေထဲမှာပုံနေတတ်တာမို့ကြောင်ကြီးတွေလိုက်မမီတော့ဘူးတို့တောင်းတဲ့မျက်နှာပုံစံနဲ့ပေါက်ကွဲအားပြင်းတဲ့မေးတံခွန်အားကရှေးခေတ်ဓားသွားကြောင်တွေမလုံနိုင်ခဲ့တဲ့အမဲလိုက်နီးကိုဂျက်ကားကိုပေးစွမ်းနိုင်ခဲ့တာကြည်ရဲကူးနိုင်စွမ်းဘာမဆိုစားတော့တဲ့စိတ်နေစိတ်ထားအခြားကြောင်ကြီးတွေထက်သားလွန်းတဲ့မေးတံအားဒီအရေးချင်းတွေကြောင့်ပဲဂျက်ကားဟာတမိုင်းတစ်လျှောက်အကြီးမိုက်ဆုံးပယံပရာအချိန်တွေကိုအသက်ရှင်ကြံ့ရည်ခဲ့နိုင်ခဲ့တာအတိတ်ကာလတွေမှာလူသားတွေကိုဖြစ်နိုင်ရင်ရှောင်ပုန်းနေထိုင်ခဲ့ပေမဲ့အခုတော့ကာကွယ်ဆောင်ရှောက်ထားတဲ့နေရာတွေမှာသူတို့ဟာတဖြည်းဖြည်းအရေးထဲကထွက်လာပွန်လင်းလင်းကစားနေတာကိုမကြသေးခင်ကာလအထိမြင်ရဖို့အလွန်ရှားပါခဲ့တယ်အခုကတဘာဝလောကရဲ့အားကြီးကျယ်ဆုံးမြင်ကွင်းတစ်ခု